မှန် football မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညချန်ပီယံလိပွဲစဉ်ပွဲကောင်းများကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပွဲစဉ်အနေနဲ့ချက်စီးနဲ့ဘာစီလိုနာပွဲကိုရွေးချယ်ပေးသွားပါမယ်ချန်ပီယံလိပွဲကောင်းအနေနဲ့ချက်စီးနဲ့ဘာစီပွဲလေးကိုအနေနဲ့ချက်စီးက level 30အထိပေးလာပါတယ်ဒီပွဲမှာချက်စီးကိုအိမ်ဝင်းမှာဘာစီလိုနာကိုနိုင်ပါမလားဘာစီလိုနာဖူလိုင်ယာနဲ့ထွက်လာမယ်ဆိုလို့ရှိရင်ချက်စီးအနေနဲ့ level 30အရှုံးပေးရတဲ့ဂျေးမှာအောင်နိုင်ပါမလားဆိုတော့ကျွန်တော်တို့စဉ်းစားရပါမယ်ကိုပေါင်းဂျေးအနေနဲ့ဆိုလို့ရှိရင်3 minus 80ဂျေးနဲ့ပေါက်လာပါတယ်ကျွန်တော်ထပ်မှန်းရသလောက်တော့3 minus 80ဂျေးနဲ့ကိုပေါင်းဂျေးပေါက်လာခဲ့တဲ့ပွဲတွေကအနည်းဆုံး3လုံးနဲ့အထက်မှာပေါ်တက်ပါတယ်ဆိုတော့ကျွန်တော်ဒီပွဲလေးကိုရွေးချယ်ပေးသွားချင်တာကတော့ကိုးဘောဖြစ်ပါတယ် chorus ကို2-2မှန်းပါတယ်လူချင်းမင်းတို့အနေနဲ့ဘောလုံးနဲ့ပတ်သက်ပြီးစော်သားလိုပါက iPad ခွန်ရှိကို555 min နဲ့ wings band များကိုငွေကြေးစိတ်ချယုံကြည်စွာနဲ့ Viber နံပါတ်399458မှာဆက်သွယ်စော်ကစားနိုင်ပါတယ်ဒုတိယပွဲလေးဆက်ရအောင်Man City vs Leverkusen ပွဲကိုကျွန်တော်ရွေးချယ်ပေးရပါတယ်အထွေထူးတော့ပြောစရာမရှိပါဘူး Man City လက်ရှိခြေစွမ်းအားခြေမငိမ့်တဲ့နေရာမှာပါတယ် Leverkusen ကချန်ပီယံလိဒီညမှာမမျှော်လင့်ထားတဲ့အနေအထားတစ်ခုကျွန်တော်တို့ကိုပေးဆွမ်းနိုင်မယ်လို့ကျွန်တော်ယူဆတယ် Man City ကနှလုံးတည်ကြီးနဲ့ပေါက်တယ်ဂိုးပေါင်းကြီးက3လုံး100ရှုံးအနေနဲ့ထွက်လာတယ်ဒီအနေထားမှာ Man City က Leverkusen ကို3လုံးပြတ်မလားဆိုတာကျွန်တော်တို့စဉ်းစားရမယ်ဘိုဂီယာကျွန်တော်တို့ Man City body ကိုထိုင်နိုင်တဲ့ဂျေးမျိုးကိုကျွန်တော်တို့ပေးဆွမ်းလာတာတွေ့ရတယ်ဒီအနေထားမှာကျွန်တော်က body ဂျေးတွေထပ်စားလို့ရှိရင်ဂိုးပေါင်းဂျေးကိုပို့ပြီးတော့ကြိုက်တယ်ဆိုတော့ Man City ပွဲလေးကိုလိုရင်းတိုရှင်းလေးပဲကျွန်တော်ကိုးဘောရွေးချယ်ပေးပါတယ်တတိယပွဲအနေနဲ့ဆလာဗီယာနဲ့ဘီဘာအိုပွဲကိုကျွန်တော်ရွေးချယ်ပေးသွားပါမယ်ဘီဘာအိုအနေနဲ့ level 30ဆလာဗီယာကိုပေးလာပါတယ်ကိုးပေါင်းအနေနဲ့နှလုံး80ရှုံးနဲ့ထွက်လာပါတယ်ဒီညမှာကျွန်တော်ကတော်တော်ကြီးအပေါ်တွေကိုကြိုက်နေတာပါချန်ပီယံလိကလည်းကိုးပေါ်တာများပါတယ်ပရိသတ်တို့လည်းကျွန်တော်နဲ့အကြိုက်တူမယ်လို့မျှော်လင့်ပါတယ်ဘီဘာအိုကလက်ရှိမှာတော့ခြေစွာနေတဲ့အသင်းဖြစ်တယ်ချန်ပီယံလိမှာပို့ပြီးတော့ခြေစွာမယ်လို့မျှော်လင့်တယ်အဝေးကွင်းအနေနဲ့ကမ်းမယ်ဆိုပေမဲ့ဆလာဗီယာကိုအိမ်ကွင်းမှာတီးထုတ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်ဆိုတော့ကျွန်တော်ဒီပွဲမှာလိုရင်းတို့ရှင်ကျွန်တော်ကိုးဘောကိုကြိုက်ပါတယ်ကိုးဘောရွေးချယ်ပေးခြင်းပါတယ်ပွဲပြီးမှကျေးဇူးတင်ပါ